Pibaya, Lisa from Panja Abashi. Then they came by a minute for 3 counties. Kana Shaya, Tia, Church at the Mimio, Tina Miltani, Akana, Jaya Lavia to Mama, or Megala, no one said that. Generally, Japa Puru, Tina Miltani, Akana. Probability G a bit sounded credit, Yaka, a two, Gino is 1 year long to be my down. Ursula, Yoga. Check out. China Yotania, Yankee, and when Yaku, for County, Captain, Lu, Yelia, 3 年最些有刀，大家不叫其他的。现在没有专利去过了，全面发展了，必须有拿人的包包，必须要对。这个啦，怎么批呀呀，来拿对吧？现在没有专利啊，这个高铁面咖喱，缅甸人啊，对都，现在玩到老家去，这高铁都不怎么无所啊。让其离开这样，在宝马之前，医疗的民官的时候，首先拉家的，这个月是首先家的也是我的，多的离开这样，现在呢个偏到的，在手下包括马贵的这种，现在多这样，在手下现在呢。Setiap tiada lagi kali kami menunggu akhir program dan akhir dilaksanakan. Soalnya itu tidak kiri, tapi cenderungkan minta kembali niat sesuatu. Lain juga tahu niat mak cenderung alih anh này anh ra ra tụ tiền năng để thầy phê cho bà chân ta ông xua tuổi ngầu cháu ta siêu tên là cha đi lê ta tông của phía chỗ cả anh đã phê tụ lê đi chìm nuôi rồi để thầu để thầy ra mắt mèo cái trên tàu anh này anh ra ra tụ tiền năng để thầy phê cho bà cho nên đâu chứ là mèo ta mèoชีปวีตะเดกะเดกะမြန်မာနိုင်ငံနှုတ်ဆက်ရှိလာကြတာတိုင်းရင်းသားပေါင်းဆောင်နဲ့အတူတကွနေတဲ့နေထိုင်ကြသူများဖြစ်ကြပါလေရှင်နာမြေသားများမြန်မာနိုင်ငံတနင်္ဂနွေမှာပြည်내နေထိုင်လျက်ရှိပါလေရဆရာယူပါနဲ့လောက်ပေါ်ကိုင်ဖက်ကမ်ပစ်တော့ဟာရခိုင်တောင်တန်းမတော်ခင် Francis Mason ကဒဝဲနဲ့1930 ခုနှစ်မတိုင်ခင်ပထမဦးဆုံးချင်းအမျိုးသမီးတူနိချင်းမင်္ဂလာပြည်ချင်းကိုမြန်မာနိုင်ငံနိချင်းကြတဲ့ဝန်စာအုပ်ရှာမျက်နှာတရားနဲ့ခဏတွင်ဟောပြထားခြင်းကိုကြည့်ပြီးမြန်မာနိုင်ငံအောက်ပိုင်းအစောဆုံးဒဝဲအထိပြန့်နှံ့နေတဲ့နေထိုင်ကြတဲ့ကိုကြည်ကျင်အားဖြင့်မြန်မာနိုင်ငံတနင်္ဂနွေတွင်ချင်းအမျိုးသားများပြန့်နှံ့နေထိုင်ကြတဲ့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါတော့အမိနိုင်ငံတော်ဒီဖြစ်ပါတယ်။ဒီဘက်ကုန်းပြန်မှာမြန်မာနိုင်ငံအတွင်းတော့အချီချနေထိုင်ကြတဲ့အခါဒေသကမြန်မာနိုင်ငံတွေပတ်ပြီးဒီမှာနေထိုင်ခဲ့ကြပါမြောက်ပြနိုင်ငံတွေငယ်ရထိုထောင်ပြတဲ့အချိန်ကာလကြီးဟုတ်40ခုတည်းတွင်အတော်သာနဲ့တရားကြီးဒီပကာမျိုးကိုအခြေပြု၍အရှိန်အမှန်မှာဒီလိုပရိသေမြေမြန်မာနိုင်ငံများကိုရှုကြည့်၍ပထမမြန်မာနိုင်ငံတို့ကို
သူထားခဲ့ပါအကြောင်းမျိုးမျိုးကပထမမြန်မာနိုင်ငံတော်ပြည်ဝဲသွားပြီးတော့အကွဲကွဲအပြားပြားဖြစ်နေခဲ့တော့မြို့ပြနေရာတွေတော့ဘယ်ရဲ့နောက်နဲ့တရားကြီးကကံကိုအခြေပြုပြီးဒုတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့ပါဒုတိယမြန်မာနိုင်ငံတော်ပြည်ဝဲသွားပြီးတော့သူအောင်တရားဟောအလောင်းနဲ့တရားကြီး1950ခုမှာ1979အထိဘုလိုရှေးဘုအထိပြုတဲ့တရားနာနိုင်ငံတော်ဘောင်းတော်စေခရီးနိုင်ငံတော်ကိုဒီတော်ခဲ့တာဘောင်းတော်ကနောက်ပါလာ1979ခုစစ်တေမှာပါလာတဲ့နေတဲ့အိမ်လေးတို့အခါခွင့်တင်လိုက်ဝါတော့သူတော်တိုက်ခိုက်တဲ့အနာအင်္ဂလိပ်သူတော်တော်ရှိhow to do that is not only how to do that is how doing that is do the only do to how to do that as a how to do that as a document again that the only do to how to do that is a how to do that don't get thatမြန်မာနိုင်ငံမြေပြတ်ဒေတာများတိုက်ခိုက်သိမ်းပိုက်နေပါအဲဒီလိုဒီပြတ်ဒေတာများကိုသိမ်းပိုက်ပြီးတော့ကျွလူမျိုးများနေထိုင်တာဒေတာများကိုသိမ်းပိုက်လို့ယူပါလာတဲ့ခလာမဲ့တွေကုသပြီးကောင်းဆောင်တော့လေအဲဒီတော့ခုခံတိုက်ခိုက်ခဲ့ပါကာမနဲ့ပြောရတာဒီရသူတဲနေမှာပြောရတာသူကရှင်းအောင်နေမှာပြောရတာသူကဆူပေါ့အဲနာပထမတဲ့ပြောလို့ပြောအဲဒီလိုဆောင်တိုက်ခိုက်ခဲ့တာအားလုံးရှင်းလုံးနေရောက်မှုပြရှိရကချင်ရှင်းတော်ပြဘဝများကိုရှင်းပြီးတောင်းပန်ពេលလုံးတွင်ပထမအပေဝေလာဟာပေါ်ယူကျမ်းပါခဲ့ပါယတိရာအံတွင်တရားတော်ဘဝဥက္ကုံဇမကဲရင်တဲ့တီလုံမတော်ဘဝဥလိုတဲ့တီနဲ့ပါခါတော်ဘဝသူပြောမှတော့တက်တောက်ပြီးတရားတော်ဘဝနဲ့အတူစရီကုရဘုံနဲ့ဥဟုဇမန်တို့ပါလိုက်ခဲ့တာဖလာမဆဘပြတ်အဖြစ်ဝိတော်ရာရှိဥပ္ပောရှုံးတို့လိုက်ပါတော့ကြပါပထမတိတ်တေလုံနေလာခိုင်ကို1946ခုမာလာ23ရက်မှ24ရက်နေ့တိ6ရက်တိုင်ကျမ်းပါပြုလုပ်ခဲ့ပါတယ်။ဓမ္မတိတ်တေလုံရဲ့ဟောပြောချင်းတောင်သောဘာပြထံတို့အချုတိုင်းရတာကောင်းဆောင်များညတိုင်းလာရောက်ရွှဲရွှဲရှိယုံပြီးအောင်စားနဲ့မပေါင်းတာအတင်းချင်းရှိယုံလာခဲ့ကြပါတယ်။အင်္ဂလိပ်ကိုယ်စားလှယ်မစ္စတာစတီဗင်ဆန်ကလည်းကံကံဒေတာများဒေတာနေရာရှိယုံလာခဲ့ပါတယ်။ဒါကြောင့်လည်းတရားတော်ဘုရားဥက္ကုံဇမန်ကဖလာသာသာတော်ဘုရားများတာတော့ဘုရားတော်သားတို့ထောက်ခံပါကဘုံမူကောင်းတယ်ဟုတ်ပြောပြတော့အခါအားလုံးသဘောတူလက်ခံကြပါတယ်။ဒါပေမဲ့ရှင်းတဲ့အချင်းတို့ကသမုတ်သူတွေကြမကြနိုင်တဲ့တွေ့ပထမအချိန်ဘယ်လိုမျိုးအဟံပြတ်ပြေသွားပြီးမိမိတို့ဒေသပြည်လို့ပြန်သွားကြပါတယ်။1940ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ဒုတိယအချိန်ဘယ်လိုမျိုးလာခံပေါ်ယူခဲ့ပါတယ်။ရဲတဲ့ချေဝေးကတောင်တာစေတလူမျိုးများရှေးလုံးကြီးရောက်မှုကောင်ချေ Supreme Council of the United People to our reaction ไปที่เกี่ยวกับนำมาเป็นโซเชียลไซต์ยาเกิดสวัสดิ์โอกาสจะมาดูว่าสิ่งนั้นดูโอกาสเขาผมผ้าใน
မြောက်ပိုင်းဒေသဆောင်ဝါဒီရှဲကိုစလေစောစာထောင်းမိုက်ကုံဆောင်ဝါဒီရှဲကိုစလေငါကုထမြစ်ရှဲကိုစလေ6ကုကြဘူးရှဲကိုစလေခဏိသောဘောလဖို့ရှဲကိုစလေကျော်ဝါယောရိကတိကိုစလေဦးဒေလာတံကတိကိုစလေပါဒေလာတောင်းကတိကိုစလေဒိုဝါကျော်လောကတိကိုစလေဒိုဝါကျော်လာကတိကိုစလေဦးကုန္ဒမသန္တာကောဝါချင်းကိုစလေဦးထောင်းပြင်းသံချင်းကိုစလေဦးပြောမှာအားသောဝါချင်းကိုစလေဦးရှိရန်ချင်းကိုစလေဦးလုံလုံမန်းသောဝါချင်းကိုစလေဦးမောင်းလေချင်းကိုစလေစတဲ့ကိုစလေချက်စစ်ကူရွေးချယ်ခွင့်ရှိရပါစကားပြေအဖြစ်ဦးကိုပါပါနဲ့လိုက်ပါတော့ခဲ့ပါဘယ်လိုသာချုပ်ကြီးကိုအောင်မြင်စွာလက်မှတ်ကြီးသူနိုင်ခဲ့ပါရဲရရဟန်တွေသစ္စာတော်ဘုရားဘုကုတွေမှာနေမကောင်းရဲ့သွားနိုင်ပါဖြစ်သူ့ကိုစားဘုရားရဲ့ဘုကိုရှေ့တော့ခဲ့ပါတယ်ရဲရလုံသာချုပ်တွေချစ်ကိုစလေအပြင်ကလုံလောက်ဆောင်ဘုရားဦးလိုလိုအာကာဆောင်ဘုရားကိုပြောင်းမှာနဲ့သစ္စာတော်ဘုရားကိုစားဘုထုံးဘုတော်ကပါဝင်တယ်မှာဒီခုကြပါတယ်အစပါဒီလိုရဲ့တိုင်းရတာဒီတိုင်းရတာစေလို့ဒီကံဖို့ကိုကျိုးပါခဲ့ကြရှမ်းမှာဖြစ်တယ်ဒီကချင်မှာဖြစ်တယ်ဒီချင်းမှာဖြစ်တယ်ဒီတော့ကိုဆောင်ရွက်ခဲ့ပါတယ်ဘုရားကလေးကိုဘောဆန်ကောင်းသူအောင်နဲ့ဘုမောင်ကြီးဘုဝတ်တော်မှာတော့တက်တော့ကြပါတယ်ပေလောကထောက်တော်လက်မကြီးတို့နေလာနေဟုတ်တေရတော့ကမယုံတေကပိကသံကိုရလေးနဲ့ကိုနေလေးစေဖတ်ကိုနေဒီဝိုင်းကေပလာတွေမြေပြုတ်စံခါလေးကော်မရှင်မြေပြုတ်တယ်ကိုရီကော်မရှင်ပြန်လဲပေါ်နေခဲ့တယ်တန်တာဆောဘွားတယ်မှာတိဆောဘွားကိုကုန်းတကံတန်တာဒီကိုကိုဖန်ဖန်တန်တာတော့ကိုကိုရံတန်တာလေကိုရံဖမပါတူငါကိုအောင်ဖမပြန်လာချာကိုလည်းကဟာရှိကိုတော်တော်တို့ရီတော့တက်တော့ခဲ့ပါရဲတော်များကြီးကိုယ်စလဲများကဘယ်လိုလက်မှတ်ပြီးသူကိုများလူတို့ကိုယ်စလဲအမှန်ဖြစ်ကြောင်းတမီးတစ်မျိုးတည်းထွက်ချုပ်ခဲ့ကြတဲ့အတွက်ဘယ်လိုစာချုပ်အတိဖြစ်လာခဲ့ပါလဲခါကိုရလေးရဲ့ကနတူပြည်တော်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းကချင်းဝိသေသတိုင်းအခန်းပုံမှန်196 190ခုနှစ်190စစ်တုပ်မှာပေါ်ပြထားတဲ့အတိုင်းလောလာကြီးရတဲ့အချိန်မှစာရွေးချင်းကြီးရာကောင်းရှင်ချင်းကြီးရာခါတာချင်းကြီးရာဝတိထားရှိပြီးချင်းမြောက်သားများဤကံကြမ္မာကိုအခြားတိုင်းရင်သားများကဲ့သို့လကောင်းရှိစနစ်ဖြင့်ဆောင်ရွက်နိုင်တာပြဋ္ဌာန်းခဲ့ပါတယ်ဒီကဲ့သို့ပြဋ္ဌာန်းတဲ့အတိုင်းချင်းမြောက်သားများတရားလုံးသည်မိမိတို့သမြောက်သားလုံးဤကံကြမ္မာကိုကောင်းရှိစနစ်ဖြင့်ဖန်တီးနိုင်ရတဲ့အတွက်1940ခုနှစ်ဖေဖော်ဝါရီလ19ရက်မှ20ရက်အထိဖလားမြောက်တွင်လူထုကိုယ်စားလှယ်9,000ကျော်တက်တော့ငေလာခံသူရပါပေးနိုင်တဲ့အတွက်မိတို့ဖလား73လ